ကိုသဘောကျတဲ့အချက်ကိုပြောရမယ်ဆိုလို့ရှိရင်သူအပေါ်မှာဆိုလို့ရှိရင်သူက notch တွေပဲလာသေးရပါတော့ဆိုတော့ dynamic island မဟုတ်သေးဘူးအဲ့ချက်ကတော်တော်လေးမပုတ်တယ်လို့ပြောလို့ရ selfie camera မှာဆိုလို့ရှိရင်တော့ဗျာသူကဒီနေ့လေးပြချလိုက်တယ်လို့ပြောလို့ရပါတော့ iPhone 17မှာလိုမျိုး square ပုံစံလုပ်ပေးထားတာမဟုတ်ဘဲနဲ့အရေးပုံစံ design တွေပဲပွဲထွက်လာတဲ့ချက်ကတော့တော်တော်လေးမှစိတ်ပြက်စရာပါ battery life ကဆိုလို့ရှိရင်တော့သူက24နာရီအထိအများဆုံးအသုံးပြုလို့ရမယ်လို့ Apple ဆိုထားပါတော့ဆိုတော့24နာရီဆိုတော့တရက်ပေါ့တရက်လုံးကတော့ဘယ်သူကဒီ laptop ကြီးသုံးပါဆိုတော့ Apple ရဲ့အထာတိုင်း Apple ညင်တိုင်းပဲ0ရဲ့ version မှာအများကြီး short ထားတယ်ဒီမှာလည်း fingerprint ကို short လိုက် Smile so big that your eyes can go back in your face. Laugh so loud you can hear it from outer space. I really wanna talk to you. I really wanna know you. I really wanna talk to you. I really wanna. Really wanna talk to you. I really wanna. ဒီနေ့မှာဆိုလို့ရှိရင်တော့ match လ2ရက်နေ့3ရက်နေ့4ရက်နေ့3ရက်တိုင်ကျင်းပခဲ့တဲ့ Apple Special Experience က product အသစ်တွေကိုကျွန်တော်အနေနဲ့ပြန်ပြီး recap လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ Apple မှာဒီနေ့မှာဆိုလို့ရှိရင်မိတ်ဆက်ခဲ့ product တွေတော်တော်လေးမှများတယ်လို့ပြောလို့ရပါတော့ budget iPhone အသစ်ကနေစပြီးတော့ iPad Air MacBook Air MacBook Pro low cost MacBook iPad 12 Gen နဲ့ professional display အသစ်ထိကို ecosystem တစ်ခုလုံးကို upgrade လုပ်ပေးလိုက်တာပါအခုဆိုလို့ရှိရင်တော့ Apple Special Experience မှာမိတ်ဆက်ခဲ့တဲ့ product တွေကဘယ် product တွေကဘယ်သူအတွက်ဖြစ်လဲဆိုတာကျွန်တော်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး2ရက်နေ့ညကစပြီးတော့မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ iPhone 17e နဲ့စလိုက်အောင်Apple က iPhone 17e ကိုဆိုလို့ရှိရင်$999နဲ့မိတ်ဆက်ပြီးတော့ basic storage ဖြစ်တဲ့ 256GB နဲ့စပြီးတော့ထုတ်ပေးလိုက်တယ်။ design မှာဆိုလို့ရှိရင်တော့ iPhone 16e နဲ့အတူတူပဲ aluminum frame ကိုအသုံးပြုပေးထားပြီးတော့ IP68 water resistant ပါဝင်တယ်။ display မှာဆိုလို့ရှိရင်တော့ durability ဘိုင်းနဲ့ဆိုလို့ရှိရင်တော့ ceramic sheet 2ကိုအသုံးပြုပေးထားတယ်။ OLED display နဲ့လာတယ်။ဒါပေမဲ့တစ်ခုမမိုက်တဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ 120Hz တော့မရဘူးပေါ့နော်။အဲ့တစ်ချက်ကသဘောမကျဘူး 60Hz နဲ့ပဲရတယ်။နောက်ထပ်ပိုသဘောမကျတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်သူအပေါ်မှာဆိုလို့ရှိရင်သူက notch တွေပဲလာသေးရပါတော့။ဆိုတော့ dynamic island မဟုတ်သေးဘူး။အဲ့ချက်ကတော်တော်လေးမပုတ်တယ်လို့ပြောလို့ရတယ်။ iPhone 17e မှာဆိုလို့ရှိရင်တော့ A90 chip ကိုအသုံးပြုပေးထားပါတော့။ဆိုတော့ A90 chip ရဲ့ performance ကဘယ်လောက်ထိအောင်မှကျန်လဲဆိုတော့ဘာမှသိပြီးထွေထူးတော့မှပြောစရာမလိုဘူးလို့ကျွန်တော်ယုံကြည်တယ်။ network ဘိုင်းမှာဆိုလို့ရှိရင်လည်း Apple ကိုယ်တိုင် design ထုတ်ထားတဲ့ C1X modem အသစ်ကိုအသုံးပြုပေးထားတယ်။ဒါကြောင့်လည်းဗျာ connectivity တို့ stability နဲ့ speed ဘိုင်းမှာဆိုလို့ရှိရင်လည်းပုံမကောင်းမလာမယ်လို့ကျွန်တော်မျှော်လင့်ထားတယ်။ကင်မရာဘိုင်းမှာဆိုလို့ရှိရင်လည်း48 megapixel fusion camera ကိုအသုံးပြုပေးထားတယ်။သူက zoom မှာဆိုလို့ရှိရင်လည်း 28 optical zoom ရတာဖြစ်တဲ့ကြောင့် zoom တွေပါဆွဲရိုက်မဲ့နေရာဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းမလာကျွန်တော်တို့တွေ့ရတယ်။ video recording အတွက်ဆိုလို့ရှိရင်သူက 4K recording ရရှိတာကျွန်တော်တို့တွေ့ရတယ်။ selfie camera မှာဆိုလို့ရှိရင်တော့ဗျာသူကဒီနေ့လေးပြချလိုက်တယ်လို့ပြောလို့ရပါတော့ iPhone 17မှာလိုမျိုး square ပုံစံလုပ်ပေးထားတာမဟုတ်ဘဲနဲ့အရေးပုံစံ design တွေပဲပွဲထွက်လာတဲ့ချက်ကတော့တော်တော်လေးမှစိတ်ပြက်စရာပါဒီပေါ်ရဲ့အရေးကြီးဆုံး upgrade တစ်ခုကပြောရမယ်ဆိုလို့ရှိရင်တော့ message ပြန်ပြီးတော့ပါလာပါတော့ iPhone 16e မှာ message မပါတာကြောင့် 7.5 wireless charging ပဲရတယ်ဒါပေမဲ့ 17e မှာကျတော့ QI2 support ပါလာဖြစ်တဲ့ကြောင့် wireless charging speed က15 watt ထိရရှိတာကိုကျွန်တော်တွေ့ရတယ်အယောင်နေနဲ့တော့စုစုပေါင်း3ရောင်ရမှာပေါ့နော် silver ရယ် space black ရယ်နောက် pink ရယ်ဆိုပြီးတော့3ရောင်ပါလာတယ်ဒီနေ့မှာတော့ကျွန်တော်စိတ်နေပြောရမယ်ဆိုလို့ရှိရင် pink ကတော့တော်လေးလူကြိုက်များမဲ့ color ဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်ဆက်ပြီးပြကျွန်တော်တို့ iPad Air M4 ပေါ့နော်ဒီ generation ရဲ့အဓိက upgrade ကိုပြောရမယ်ဆိုလို့ရှိရင်တော့ M4 ချစ်လို့ပဲပြောရမယ် M4 ချစ်ကပြီးခဲ့တဲ့နှစ်က M3 ချစ်တဲ့စာလို့ရှိရင် GPU performance CPU performance အများကြီးပို့ပြီးတော့ကောင်းလာတယ် RAM နဲ့ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့နှစ်က 8GB ပေါ့နော်ဒီနှစ်မှာဆိုလို့ရှိရင်တော့ 12GB ထိရောက်သွားတယ်အဲ့ဒါ application တွေအများကြီးကိုတပြိုင်နက်အသုံးပြုတဲ့ခါကြလို့ရှိရင်လည်း multitasking မှာပို့ပြီးတော့ smooth ဖြစ်လာမယ်။နောက် connectivity ဘိုင်းမှာဆိုလို့ရှိရင်လည်း Apple ရဲ့ N1 chip အသစ်ကိုအသုံးပြုထားပြီးတော့ Wi-Fi 7 နဲ့ Bluetooth 6ကို support လုပ်ပေးထားတယ်။ cellular model အတွက်ဆိုလို့ရှိရင်လည်း C1X modem ပါဝင်တာဖြစ်တဲ့ကြောင့် network speed နဲ့ stability ပို့ပြီးတော့ကောင်းလာမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်။ display နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ 60Hz refresh rate ပဲရမယ်ပေါ့နော်ဆိုတော့ promotion မပါလာတော့တချို့ကဘာဆိုပြီးတော့သွားပြီးတော့ဝေဖန်ကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောပြချင်တာက iPad Air ရဲ့ position ဆိုလို့ရှိရင်ဒီ normal usage တွေ normal user အတွက်ဆိုလို့ရှိရင်တော့ performance ကို display ရောကောင်းကောင်းယူမှာလုံလောက်နေပါသေးတယ်iPad M4 မှာဆိုလို့ရှိရင်အယောင်နေနဲ့4ရောင်ရမယ်ပေါ့နော် space gray ရယ် purple ရယ် blue ရယ် starlight ရယ်ဆိုပြီးတော့စုစုပေါင်း4ရောင်ရမယ်iPad M4 က storage တွေဆိုလို့ရှိရင်တော့ 128GB ကနေစပြီးတော့ရမယ်ပေါ့နော်11 inches model ကကျတော့$999 13 inches model ကကျတော့$999နဲ့ Apple Store မှာဝယ်လို့ရရှိမှာဖြစ်ပါတယ်နေ့ရက်နေ့ကြောင်တော့အကုန်လုံးပွားပြီးပြီ3ရက်နေ့ကြောင်ဆက်ပြီးသွားမယ်3ရက်နေ့မှာဆိုလို့ရှိရင်တော့သူက laptop တွေမိတ်ဆက်ခဲ့ပါတော့ပထမဆုံးကသူက Apple တင်တဲ့ကကျတော့ MacBook Air ကို F5 chip နဲ့စပြီးတော့ update လုပ်လိုက်တယ် MacBook Air အသစ်ကကျတော့ဗျာသူက13လက်မနဲ့15လက်မဆိုပြီးတော့ version 2မျိုးရှိတယ်ပေါ့နော်အဓိကတော့သူ့ရဲ့ F5 chip ပဲ F5 chip performance ကတော့ဗျာဘာမှသိထွေထူးပြောစရာမလိုဘူးလုံးဝကျန်းထော်နေမှသိကြတယ်ဒီနေ့ကကြတော့ဗျာဒီ storage ဘိုင်းမှာဆိုလို့ရှိရင်တော့တော်တော်လေးကောင်းသွားတယ်လို့ပြောလို့ရတယ် Apple လိုမျိုး running storage တွေကစီးနေတဲ့ company တွေနဲ့ဒီနှစ်မှာဆိုလို့ရှိရင်တော့သူ့ရဲ့ M5 MacBook Air ကိုဆိုလို့ရှိရင် 512GB နဲ့စတင်ထားတယ် 256GB တွေပဲလုံးဝမရှိတော့connectivity ဘိုင်းမှာဆိုလို့ရှိရင်လည်း N1 chip အသစ်ကြောင့်သူက Wi-Fi 7နဲ့ Bluetooth 6ပါဝင်လာကျွန်တော်တို့တွေ့ရတယ်
ဒီတဲ့ MacBook Air M5 ကဝယ်သင့်လားပေါ့နော်ဆိုတော့မိတ်ဆွေတကယ်ကြီးဘာမှအများကြီးမစင်စားနေနဲ့ဒီနေ့မှာဆိုလို့ရှိရင် storage က 512GB ဖြစ်သွားတယ်ပေါ့နော်ဈေးနှုန်းနေနဲ့ဆိုလို့ရှိရင် base model က$1099ပြီးခဲ့တဲ့နေ့ကလည်းဆိုလို့ရှိရင်$100ပဲပုံများတာဘာမှခေါင်းစားမခံနဲ့ခင်ဗျာ 256GB ပို့တော့ 512GB ဖြစ်သွားပြီဆိုတော့ AC ပေးပြီးဝယ်လိုက်လို့ရတယ်ကျွန်တော်တို့ကျောင်းသုံးရုံသုံးအတွက် MacBook Air အကြောင်းလေးပြောပြီးဆိုတော့ MacBook Pro series အကြောင်းလေးဆက်ပြီးတော့ပြောပြတော့နော်ဒီနေ့ MacBook Pro မျိုးဆက်မှာဆိုလို့ရှိရင်တော့ M5 Pro နဲ့ M5 Max chip တွေကိုအသုံးပြုပေးရတယ် CPU ကအများဆုံး80 core ရရှိနိုင်ပြီးတော့ single core performance ကအလွန်မြန်ဆန်တဲ့အဆင့်ကိုရောက်ရှိနေပြီလို့ Apple ဆိုထားတယ် performance ကဆိုလို့ရှိရင်ပြီးခဲ့တဲ့နေ့ကစားလို့ရှိရင်အများကြီးတိတိတသားကောင်းမွန်လာမယ်ပေါ့နော်အဓိကတော့ဒီ MacBook တွေကဘယ်သူတွေအတွက်ကိုရည်ရွယ်လာလဲဆိုတော့ design လုပ်မဲ့လူတွေနောက် video production သမားတွေနောက်တစ်ခါကျ 3D rendering လုပ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီနှစ်ရက်ပေါ့နော် performance ကအကောင်းဆုံး performance ကိုပေးစွမ်းနိုင်မယ်လို့ Apple ကဆိုထားတယ် AI workflow တွေအတွက်ဆိုလို့ရှိရင်လည်းဗျာ GPU core တစ်ခုချင်းစီတိုင်းမှာ neural accelerator တွေထည့်သွင်းတာဖြစ်တဲ့အတွက်ကြောင့် machine learning တွေ generative AI test တွေကိုလည်းပို့ပြီးမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်မယ်လို့လည်းဆိုထားတယ် storage နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ MacBook ရဲ့ M5 Pro မှာဆိုလို့ရှိရင်တော့ 1TB storage နဲ့လာမယ်နောက်တစ်ခါကျ M5 Max မှာဆိုလို့ရှိရင်တော့ 2TB storage နဲ့လာမယ်တခုသဘောကျစရာကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီတစ်ခုလုံးက base model နော်လုံးဝဒီနှစ်မှာတော့ memory နဲ့ပတ်သက်လာလို့ရှိရင် storage နဲ့ပတ်သက်လာလို့ရှိရင် Apple တော်တော်လေးမှရေရောသွားပြီလို့ပြောပြရစီdisplay နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာ liquid retina HDR display ကိုအသုံးပြုပေးတာ P brightness နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့1600 nit P brightness ကြီးရတော့ကျွန်တော်တို့တွေ့ရတယ်ဒါပြုံမှဗျာသူက nano texture option လည်းရွေးချယ်နိုင်ပါသေးတယ် battery life ကဆိုလို့ရှိရင်တော့သူက24နာရီအထိအများဆုံးအသုံးပြုလို့ရမယ်လို့ Apple ဆိုထားပါတော့ဆိုတော့24နာရီဆိုတော့တစ်ရက်ပေါ့တစ်ရက်လုံးကတော့သူကဒီ laptop ကြီးသုံးပါအားလုံးသိကြ0လေးရဆိုလို့ရှိရင်တော့14လက်မ M5 Pro အတွက်ဆိုလို့ရှိရင်တော့$2199ကျပ်တင်မှာဖြစ်ပြီးတော့16လက်မ M5 Pro အတွက်ဆိုလို့ရှိရင်တော့$2699ကျပ်တင်မှာဖြစ်ပါတယ်အကျန်းဆုံး model ဖြစ်တဲ့ M5 Max အတွက်ဆိုလို့ရှိရင်တော့သူက14လက်မအတွက်ဆိုလို့ရှိရင်တော့$3599ကျပ်တင်မှာဖြစ်ပြီးတော့သူက16လက်မအတွက်ဆိုလို့ရှိရင်တော့$3899ဒီကျပ်တင်မှာဖြစ်ပါတယ်3ရက်တလောက်ပဲပေါ့နော်ဆိုတော့4ရက်နေ့အတွက်ဆက်ပြောမယ်4ရက်နေ့မှာဆိုလို့ရှိရင်တော့အားလုံးမျှော်လင့်တောင်းတနေတဲ့ဈေးနှုန်းချိုတဲ့ low cost MacBook ဖြစ်တဲ့ MacBook Neo အကြောင်းဆက်ပြီးတော့ပြောပြချင်ပါတယ်MacBook Neo ဆိုလို့ရှိရင်တော့ဈေးနှုန်းချိုတာတဲ့ MacBook အမျိုးအစားပေါ့နော်။ကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ Liquid Retina display နဲ့လာတယ်။ chipset အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ AMD Pro chip ကိုအသုံးပြုပေးတာဖြစ်တဲ့ကြောင့် performance ကတော့ဘာမှသိထွေထူးပြောစရာမရှိဘူး။ဈေးနှုန်းလေးကလည်းမစိုးဘူးလို့ပြောလို့ရတယ်ဗျာ။ဒါ$999နဲ့စတင်မှာဖြစ်တယ်ပေါ့နော်။အကယ်ခင်ဗျာ American ပြည်အောင်စုမှာနေတယ်။ကျောင်းသားလေးဖြစ်တယ်ဆိုလို့ရှိရင်တော့ student discount အနေနဲ့$100သက်သာမယ်။ American dollar $499နဲ့ဝယ်လို့ရရှိပါဖြစ်ပါတယ်အဓိကတော့ဗျာဒီ laptop ကဆိုလို့ရှိရင်73လက်မ liquid retina display ကိုအသုံးပေးတာဖြစ်တဲ့ကြောင့် screen quality ကအရင်မှာကောင်းတယ်ပေါ့နော် web browsing လုပ်တာတွေ online class တက်တာတွေ document ရေးတာတွေ YouTube ကြည့်တာတွေ daily test လုပ်တာအဲ့ဒါအရင်မှာအဆင်ပြေ body design ဆိုလို့ရှိရင်လည်း Apple style တိုင်း aluminum build ကိုအသုံးပြုပေးတာဖြစ်တဲ့ကြောင့် premium ဖြစ်တဲ့ feeling ကိုအရင်ရပါပေါ့နော်ဆိုတော့ lightweight လည်းဖြစ်တယ်ကျွန်တော်ထားသောလှတည်ဆောင်မယ်ဆိုလို့ရှိရင်လည်းအရင်မှာလွယ်ကူတယ်အယောင်နေနဲ့ဆိုလို့ရှိရင်တော့စုစုပေါင်း4အောင်ရွေးချယ်လို့ရပါတော့ silver ရယ် indigo ရယ် black ရယ် citrus လို့ပြီးတော့ color လေးမျိုးထုတ်ပေးတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော် personal preference မှာဆိုလို့ရှိရင်တော့ဒီနှစ်4အောင်နေမှာဆိုလို့ရှိရင် citrus ရဲ့အယောင်မှာသဘောကျတယ်အယောင်မှာ fancy ဖြစ်တဲ့အယောင်မှာ bright ဖြစ်တဲ့အယောင်မှာ luminous ဆန်လို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်အရင်တော့ Apple MacBook တွေတော်တော်များများအယောင်မှာတည်ငြိမ်ရင့်ကျက်တဲ့ပုံစံမျိုးကိုပေးစွမ်းနေဆိုပေမဲ့ဒီတစ်ခေါက်ကတော့တော်တော်လေးမှ luminous ဆန်ပြီးအယောင်မှာ fresh ဖြစ်တဲ့ look ကိုပိုင်ဆိုင်ထားလို့ကျွန်တော်အနေနဲ့မြင်ပါတယ်MacBook Neo ကကြတော့သူက RAM နေနဲ့ဆိုလို့ရှိရင် 8GB storage နေဆိုလို့ရှိရင်တော့ 256GB ပါမယ်ပေါ့နော်ကျွန်တော်တို့ကဒီနေ့မိတ်ဆက်ခဲ့အရှိမအရန်ပို့ပြီးတော့ performance ကျန်တဲ့ MacBook တွေကြောင်းလဲပြောခဲ့ပြီးပြီဆိုတော့ကိုကလောက professional work လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့ကပြောခဲ့ MacBook တွေကိုရွေးချယ်တင်တယ်အဓိကတော့ဒီ MacBook ရဲ့အဓိကရွေးချက်ကပေါ့ပါ edit လုပ်မယ်ကျောင်းစာရေးလုပ်မယ်ရုံးသုံးမယ်ဆိုတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့လောကမှာအဆင်ပြေရလို့ကျွန်တော်တို့မြင်ပါတယ်အဲ့မှာသတိထားမှာတခုရှိရပါတော့ Apple ရဲ့ညင်တိုင်းပဲပေါ့နော်ဆိုတော့သူက 256GB နဲ့ 512 နှစ်မျိုးလာတယ်ပေါ့နော်ဆိုတော့ကိုက fingerprint unlock features ကကြာ 256GB မှာမပါဘူး512မှာပဲပါတယ်ဆိုတော့ Apple ရဲ့အထာတိုင်း Apple ညင်တိုင်းပဲ0ရဲ့ version မှာအများကြီး short ထားတယ်ဒီမှာလည်း fingerprint ကို short လိုက်အချုပ်တွေပြောရမယ်ဆိုလို့ရှိရင်တော့ March 2ရက်နေ့3ရက်နေ့4ရက်နေ့3ရက်တိုင်တိုင်း Apple Special Experience မှာမိတ်ဆက်ခဲ့တဲ့ product တွေအကုန်လုံးကျွန်တော်အနေနဲ့ recap လုပ်ပေးတာဖြစ်ပါတယ်ဒီလောက်ကျွန်တော်ပြောပြလိုက်တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတငယ်ချင်းတို့နေတဲ့ဒီ3ရက်မှာဘာတွေမိတ်ဆက်ခဲ့လဲဆိုတာတော့သိသွားလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်လည်းမိတ်ဆွေတငယ်ချင်းတို့နေတဲ့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပေးကြပါမယ်ခင်ဗျာ